ဒီပုတ်လေးကိုဝိုင်း share ပေးကြပါလို့ခိုင်နှုံးနေရလို့ပါ ဦးလေးရင်ကဒီမှာဒီလူဦးလေးအရင်ကိုမလိန်ဦးလေးအရင်ကတူမအရင်ကိုမလိန်ကျင်တာပါဒီမှာပဝင်းကျင်ကောင်းလို့ပါအုတ်ကြီးတို့ရှင်းပေးနေတယ်ဒီမှာဒီကောင်မလေးကိုဦးလေးအရင်ကကြည့်ပါတေချာကြည့်အလောက်ခွေးတလိမ့်ဆန်လူတက်ဆန်တဲ့လူမျိုးဒီမှာပိုလီယိုလေးကိုမလိန်ကျင်တာပါဒီမှာသူ့ကိုသူတော့ဒီမှာဓာကြီးနဲ့ပါဓာနဲ့ချိန်ချောက်ပြီးတော့ဒီမှာပါဝင်းကျင်ကောင်းလို့အမကြီးချာကြီးအမအဲ့လိုလူစိတ်မရှိတော့ခွေးစိတ်ပေါက်နေတဲ့ဦးလေးအရင်ကပိုလီယိုကျမ်းမရေးမကောင်းတဲ့ပိုလီယိုပါမရင်းကျင်တာကြည့်ပါဝင်းကျင်ကောင်းလို့ဝင်းကျင်မြင်လို့ဒါတော့ဒီလူကနော်အေးဒီလူကဒါတော့သူမဟုတ်ဘူးလို့ပြောပါသေးတယ်ဒီလူတေချာကြီးဟာပါဒီလိုမှအုတ်ကြီးတော့ရှိပါတယ်ပါဝင်းကျင်ကောင်းလို့ဒီကလေးမလေးကိုရင်းကျင်တာဒီမှာအမနှခါရှိပြီးတဲ့သူ့ကိုမရင်းကျင်တာဒီမှာကောင်မလေးကိုနော်အမကြီးထားခွေးစိတ်ပေါက်နေတဲ့လူသူမအရင်ကိုနော်အိမ်တော့လည်းခတ်ထားတာပါဦးလေးနဲ့ယုံကြည်လို့ထားခဲ့တာဟာအိမ်တော့ခတ်ပြီးတော့ဓာပြပြီးတော့မရင်းကျင်တာပါကလေးမလေးကိုဒီလူပါကြီးထားပါဒီလူမျက်နှာတေးချစက်တရေရောက်တယ်ဒီလူကြီးထားပါ